Hello ဇာဒီနေ့နောက်ထပ်တစ်ခုထပ်ပြီးတော့sharing တစ်ခုလေးလုပ်ပေးပါမယ်အဲ့ဒါဘာလဲဆိုတော့ကိုက sticker ရဲ့လုပ်ငန်းကိုလုပ်ချင်တယ်ဒီဇဲရဲ့လုပ်ငန်းကိုဝင်ငွေလည်းအများကြီးရချင်တယ်ဒါပေမဲ့ကို့မှာ hibrat တစ်လုံးပဲရှိတယ်DTF printer လည်း DTF လည်းမရှိဘူး sublimation printer လည်းမရှိဘူးဒါပေမဲ့လုပ်လို့ရလား hibrat တစ်လုံးနဲ့ဘယ်လိုလုပ်ဒီဇဲရဲ့လုပ်ငန်းကိုလုပ်လို့ရမှာလဲကို့မှာဘာမှမရှိတာဟာရတယ်ဝင်ငွေကောင်းအောင်လုပ်လို့ရတယ်ဒီ hibrat တစ်လုံးနဲ့ hibrat တစ်လုံးကိုဒီ9သိန်းနဲ့ရင်းလိုက်တယ်ဒါပေမဲ့အဲ့ဒီ9သိန်းရဲ့အနောက်မှာမှအရင်ဆိုတာလေတစ်နှစ်မပြောနဲ့တစ်လတည်းနဲ့ကြည်သွားနိုင်တယ်ဒီ sticker ရဲ့လုပ်ငန်းကရတယ်အဓိကလေကျတို့ marketing setup ကိုနဲ့စဉ်းတက်ဖို့ပဲလိုတာအဓိကကတော့ကျတို့ဒီ design လုပ်ငန်းကို online မှာဖောက်မယ် DTF sticker လည်းမလို DTF printer လည်း DTF မှာမှ DTF ရဲ့ဒီ sticker ထုတ်ဆက်တယ်ဒီ sublimation printer မလိုစစလောက်ရင်မလိုပြောမယ်ဆိုတာဒီအရင်တိထည့်ဖို့မစင်စားနဲ့နောက်လူတော်များများကလေငါမှရင်းနှီးတိုင်း100ရှိတယ်ငါမှရင်းနှီးတိုင်း200ရှိတယ်ငါဘာကိုရင်းပြီးလောက်ရမှာလဲလို့ကိုယ်စီကနေကုံသွားမဲ့လောက်ကိုမစင်စားနဲ့ကိုဘလို့ငွေပြန်ရှာရမလို့ပဲငွေရှာတဲ့နေရာမှာလေသူများစီကမတရားယူတာမဟုတ်ဘူးကိုဒီ marketing ဆင်းတဲ့ခါဒီတစ်ဖက်လူဈေးရောက်တဲ့ခါမှာကိုအတွက်လည်းကြိုးရှိမယ်တစ်ဖက်လူအတွက်လည်းကြိုးရှိမယ်ကိုလည်းကြိုးရှိမယ်ကိုယ့်ရဲ့ customer လည်းကြိုးရှိမယ်သူတို့စီမှာလိမ်ပြီးကိုကလိမ်ပြီးယူလိုက်ပြီဆိုရင်တော့သူတို့စီမှာကိုတစ်ခါပဲရမှာကိုရေးရှိဘလို့မလက်တွေ့လို့ရအောင်ပေါ့နော်ပြောချင်တာက hibrat တစ်လုံးရှိအောင်နဲ့တို့ sticker ရဲ့လုပ်ငန်းကိုလုပ်လို့ရတာပေါ့လုံးဝကိုရတယ်နော်လုံးဝကိုရတယ်ဒီဖန်ခွက်ရိုက်မယ်ဆိုရင်လည်းဖန်ခွက်ရိုက်တဲ့ hibrat တစ်လုံးရှိအောင်နဲ့ရုပ်ယူရတယ်နော်အခုဒီအပြင်မှာ sticker ထုတ်မယ်ဆိုရင်ဈေးနှုန်းတက်တာနဲ့ထုတ်ပြီးတဲ့ဆိုင်တွေအများကြီးရှိရတယ်တို့အရင်ရင်စရာမလိုဘူးဘယ်လောက်မှမလိုဘူးနော်ကိုတကယ်ရင်အဲ့ဒီ DTF ဆက်ဆိုရင်သူ့ရဲ့ဈေးနှုန်းကလေ350ကျော်တယ်သူတို့အဲ့ဒါကိုရင်းမဲ့ဆိုရင်တော့ဒီ sublimation ရောဒီ DTF ရဲ့တပေဆက်ကိုပြောတာနော်ဒီရဲ့တပေဆက်ရောဒီအကုန်လုံးရင်းမဲ့ဆိုရင်တော့300ကျော်လောက်သွားမှာ300ကျော်လောက်သွားမှာဘာလို့ရင်းနေမှာလဲမလိုဘူးအဲ့လောက်ထိမလိုဘူးဒါပြောတယ် hibrat တစ်လုံးကိုမှရှိတယ်ကိုဘယ်လို marketing ဆင်းမလဲနောက်တစ်ခုကအဲ့ marketing ဆင်းတဲ့နေရာမှာကိုဒီဘယ်လန်းကိုသွားမှာလဲဒါအမြဲတမ်းပြောနေကြရှိတယ် customer design ကိုသွားမှာလားမဟုတ်ရင်ကိုယ့်ရဲ့ကိုယ်ပါ brand ကိုထုတ်ပြီးတော့ကိုရောင်းမှာလားဟုတ်ရင် customer design ကိုရိုက်ပေးမှာလားเนาะအဲ့ရ2မျိုးရှိတယ်အဲ့မှာကျတို့ဘယ်လန်းကိုသွားချင်တာလဲအဲ့မှာသွားချင်တဲ့လမ်းမှာကိုဒီဘယ်လိုပြောမယ်ဆိုရင်ဒါတို့မှာဒီ hibrat တစ်လုံးရှိုံနဲ့တင်ကိုဝိုင်းလုပ်ငန်းတစ်ခုထောင်လို့ရတယ်လုပ်လို့ရတယ်နီလန်းနဲ့အများကြီးရှိတယ်ပေါ့နော်အဲ့ဒါလေးဒီနေ့ရှင်းလေးလည်းလုပ်ပေးတာပါအရင်နှီးကိုအဓိကမထားနဲ့အရင်နှီးကိုစိုက်ကြမတွေးနဲ့ငါတို့ဘလို့လုပ်လို့ရလေအများကြီးရှိပါတယ်เนาะโอเคကျေးဇူးတင်ပါတယ်